အခုချိန်မှာဆိုလို့ရှိရင်ကျမတို့မြန်မာပြည်မှာဆိုရင်ຫນွေဥရာသီရောက်လာပြီမျိုးပူပြင်းတဲ့ရာသီဥတုမှာကျမတို့တွေကိုလက်လှုပ်ရှားမှုများတာပဲဖြစ်ဖြစ်အားကစားလောက်တာပဲဖြစ်ဖြစ်ပြေးတာလမ်းလျှောက်တာပဲဖြစ်ဖြစ်ကျမတို့ရဲ့ခန္ဓာကိုယ်ကရေဓာတ်တွေအများကြီးဆုံးရှုံးတတ်ပါတယ်ဆိုပါစို့ကျမတို့ရေအရမ်းစားနေတဲ့ခါမှာစတိုးဆိုင်တစ်ခုကိုသွားတယ်အဲ့ဒီစတိုးဆိုင်ရဲ့စင်မှာflavor drinks တွေအများကြီးရှိတယ် sport drinks တွေနောက်ပြီးလို့ရှိရင်ဒစိမ့်မျိုးစုံရှိတယ်ပေါ့နော်တောက်ရည်ဓာတ်နဲ့အမျိုးမျိုးရှိတယ်ပြီးတော့ကျင်ညာတွေမျိုးစုံကလည်းသူတို့ရဲ့ကုန်တစိမ့်တွေကိုပို့ပြီးတော့မှလူကြိုက်များလာအောင်ပို့ပြီးတော့မှတောက်ချင်လာအောင်အမျိုးမျိုးကျင်ညာကြတယ်ပေါ့နော်ဒါပေမဲ့တစ်ခါမှမတွေ့ဘူးတဲ့ကျင်ညာတာကတော့ဒီတစ်ခွက်တောက်ပြီးတာနဲ့တစ်သက်လုံးတောက်စရာမလိုတော့ဘူးတစ်သက်လုံးအတွက်လုံလောက်သွားပြီတစ်သက်လုံးအတွက်ရေမစားတော့ဘူးဆိုပြီးတော့မှကျင်ညာတဲ့ဒီ drinks ပေါ့နော်ကျင်ညာတွေကျွန်မတစ်ခါမှမတွေ့ဘူးပါနဲ့တောက်စရာနဲ့ပတ်သက်ပြီးတော့မှသခင်ယေရှုခရစ်ကနေပြီးတော့တမန်ကျမ်းစာထဲမှာအောဖွယ်ရာကောင်းတဲ့အရာတစ်ခုကိုပြောပြထားတာရှိပါတယ်ဒီအကြောင်းအရာလေးကိုတူတူခွန်အားယူကြရအောင်နော်တခါကရှမာရိပီကအမျိုးသမီးတယောက်ရှိပါတယ်။သူမကတော့ရှုခါဆိုတဲ့မြို့မှာနေပါတယ်။သူမရဲ့အသက်တာမှာအများကြီးအမားတွေလုပ်ခဲ့တယ်။အဲ့ဒီအတွက်ကြောင့်မလို့သူမကိုဘယ်သူမှမခေါ်ချင်ကြဘူး။တငယ်ချင်းလည်းမရှိပါဘူး။အရန်ကိုပူပြင်းလာတဲ့နေ့တစ်နေ့ရဲ့အပူဆုံးချိန်မှာသူမကရေတွင်းကိုရေခတ်ဖို့ရန်အတွက်သွားခဲ့ပါတယ်။သူမရေခတ်တာဘယ်သူမှမမြင်အောင်လို့ပေါ့။သူမရေတွင်းစီကိုရောက်တဲ့အခါမှာလူတယောက်ကရေတွင်းနားမှာထိုင်နေပါတယ်ပြီးတော့အဲ့ဒီလူကသူမစီကရေကိုတောင်းပါတယ်အဲ့ဒီလူကပြောတယ်ဒီရေကိုတောက်တဲ့လူကရေထမ်းငတ်အောင်မယ်ဒါပေမဲ့ငါပေးတဲ့ရေကိုတောက်တဲ့လူကတတ်တာလုံးရေမငတ်တော့ဘူးဆိုမှပြောတယ်အဲ့ဒီအပြင်အဲ့ဒီသူကသူမရဲ့အတ္တတာမှာမှားယွင်းခဲ့တဲ့အရာတွေအရာအားလုံးကိုတည်နေတဲ့လူဖြစ်ပါတယ်အဲ့ဒါနဲ့ရှင်မာရိအမျိုးသမီးကတခင်သင်ဟာ prophet တူဖြစ်ရမယ်ခရစ်တော်လို့ခေါ်တဲ့ကယ်တင်ရှင်ကိုကျွန်မသိတယ်သူကြွလာတော့မယ်အဲ့ဒီကယ်တင်ရှင်ကြွလာလို့ရှိရင်အလုံးစုံကိုပြောပြမှာဖြစ်တယ်ဆိုပြီးတော့မှပြောပါတယ်အဲ့ဒီလူကသူဟာကယ်တင်ရှင်ဖြစ်တယ်ယေရှုဖြစ်တယ်ဆိုတဲ့အကြောင်းကိုပြောတဲ့အခါမှာအမျိုးသမီးကအယံဝမ်းသာအားရနဲ့သူ့ရဲ့ပစ္စည်းတွေကိုချထားခဲ့ပြီးတော့မှမြို့ကိုအမြန်ပြေးပြန်သွားပါတယ်မြို့ထဲကိုရောက်တဲ့အခါမှာသူမဟာမြို့ထဲအလူတွေကိုကယ်တင်ရှင်ယေရှုနဲ့တွေ့ခဲ့တယ်ဆိုတဲ့အကြောင်းကိုဝမ်းသာအားရပြန်ပြီးတော့ပြောပြတဲ့အခါမှာမြို့သူမြို့သားတွေကလည်းယေရှုရှိတဲ့နေရာကိုလာပြီးတော့မှသခင်ယေရှုခရစ်ရဲ့ပြောဆိုခြင်းနဲ့ဆုံးမသွန်သင်ချက်တွေကိုနားထောင်ပြီးတော့မှသူတို့ရဲ့အသက်တာမှာလည်းယုံကြည်ခြင်းနဲ့တိုးပွားခဲ့ရပါတယ်ဒီနေ့လူသားတွေကအမျိုးမျိုးစာငတ်ကြပါတယ်လူတွေချစ်ချင်းမြတ်တာကိုစာငတ်တယ်ရန်ငိမ့်ခြင်းတွေခွင့်လွတ်ခြင်းတွေချမ်းခြင်းတွေလွတ်မြောက်ခြင်းတွေစာငတ်ပါတယ်ငွေကြေးချမ်းသာမှုတွေဂုဏ်တွေပကာသနာတွေကျမတို့ရဲ့အသက်တာရဲ့စာငတ်ခြင်းကိုမဖြည့်ဆည်းပေးနိုင်ပါဘူးတမန်ကျမ်းစာထဲမှာပြောထားတဲ့အတိုင်းပဲကျမတို့အရောက်စီတိုင်းရဲ့နှလုံးသားတွေရဲ့စာငတ်ခြင်းကိုဖြည့်ဆည်းပေးနိုင်တဲ့သူတူသည်တော်သူကသခင်ယေရှုဖြစ်ပါတယ်သခင်ယေရှုခရစ်အားဖြင့်သာလျှင်ကျမတို့ရဲ့အသက်တာကျမတို့ရဲ့နှလုံးသားတွေဟာစာငတ်ခြင်းကိုငြိမ်းစေတာဖြစ်ပါတယ်သခင်ယေရှုခရစ်ပေးတဲ့အသက်ဆန်းရည်ဟာကျမတို့နှလုံးသားထဲမှာရှိတဲ့စာငတ်ခြင်းကိုတခဏပဲပြေပြောက်စေတာမဟုတ်ပါဘူးမိမိရဲ့အသက်တာမှာသခင်ယေရှုခရစ်ပေးတဲ့အသက်ဆန်းရည်ကိုရရှိပြီးသခင်ယေရှုခရစ်ကိုလက်ခံလိုက်ပြီးဆိုတာနဲ့ဤအရာဟာကျမတို့ရဲ့တပဝတာလုံးအတွက်တာမကဘူးအစင်မပြတ်လို့ပြောတဲ့အတိုင်းနောင်ကကပါကာလထိတိုင်အောင်ကျမတို့နဲ့အတူအမြဲတမ်းရှိနေတာဖြစ်ပါတယ်
ဒီကနေ့ရဲ့ object lesson မှာဘူးထဲမှာရှိတဲ့ရေကတော့ကျမတို့အရောက်စီတိုင်းရဲ့နှလုံးသားကျမတို့ရဲ့အသက်တာကိုစားပြုပါတယ်ပြီးတော့ရေထဲကိုစီလောင်းထည့်လိုက်ပါမယ်ဒီစီကိုကြည့်မယ်ဆိုရင်ရေထဲမှာပျော်ဝင်မှုမရှိတာကိုတွေ့ရမှာဖြစ်ပါတယ်စီကတော့ကမ္ဘာပေါ်မှာရှိတဲ့လူသားတွေလှုပ်ဆောင်တဲ့ငွေကြေးတွေဂုဏ်ပကာသနာတွေကိုကိုစားပြုတာဖြစ်ပါတယ်ပြီးတော့ glitter နဲ့ဒီ food color ကတော့ဒီအယောင်လေးပိုလာအောင်အတွက်ဘောနော်ကလေးတွေမျက်စိထဲမှာပို့ပြီးတော့မှဆွဲဆောင်မှုရှိဖို့ရအတွက်ထည့်တာဖြစ်ပါတယ်အကယ်၍ food color နဲ့ glitter မရှိဘူးဆိုလို့ရှိရင်လည်းကျမတို့မထည့်လဲဘာမှမဖြစ်ပါဘူးဒါပေမဲ့food color နဲ့ glitter ကိုထည့်ခြင်းအပြင်စီကရေထဲမှာပျော်ဝင်မှုမရှိနိုင်ဘူးဆိုတဲ့အရာကိုကလေးငယ်များပို့ပြီးတော့မှထင်ထင်ရှားရှားမြင်နိုင်တာဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့သခင်ယေရှုခရစ်ကိုကိုစားပြုတဲ့ဒီယေရှုဆေးပြားလေးကိုချိုးပြီးတော့မှဘူးထဲမှာထည့်မှာဖြစ်ပါတယ်ဒီယေရှုဆေးပြားကိုကျမတို့ဘူးထဲကိုထည့်လိုက်တဲ့အခါမှာပူပေါင်းလေးတွေတက်လာပြီးတော့မှလှုပ်ရှားမှုဖြစ်လာတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီရဲ့အရာကတော့သခင်ယေရှုခရစ်ကကျမတို့ရဲ့အသက်တာတွေကိုဝင်လာပြီးတော့မှတန်ရှင်တော်ဝိညာဉ်တော်ရဲ့လှုပ်ဆောင်ခြင်းအပြင်ကျမတို့ရဲ့နှလုံးသားတွေကဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းအသက်တော်အသက်တာနဲ့ပြေဝစေတာဖြစ်ပါတယ်ဒီရဲ့ object lesson အပြင်ကျမတို့ရောက်ရှင်ရဲ့အသက်တာမှာသခင်ယေရှုခရစ်တပါးတည်းသာလျှင်သာဝရနှစ်ဆိုင်သောရှင်သန်ခြင်းသာဝရအသက်ကိုပေးနိုင်တယ်ဆိုတဲ့အရာကိုသင်ကြားပေးတာဖြစ်ပါတယ်ဒီနေ့ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျမတို့ဒီနေ့အတူတူလှုပ်ဆောင်ခဲ့တဲ့ဒီရဲ့ object lesson လေးကိုSunday School ခန်းထဲမှာရှိတဲ့တာငယ်သမီးငယ်များနဲ့တော့၎င်းအိမ်မှာရှိတဲ့မိမိရဲ့သားသမီးများနဲ့တော့၎င်းအတူတကွလှုပ်ဆောင်ဖြစ်တယ်ဆိုလို့ရှိရင်ကျမတို့ဒီ comment ကနေပြီးတော့မှတပ်ပုံလေးတွေကို share ပေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် May God bless you allကျမတို့ arts and craft လုပ်ဖို့ရန်အတွက်ပထမဦးဆုံးစာရွက်အဖြူပေါ်မှာဘောပန်နဲ့ဒီကနေ့ရဲ့အဓိကကြမ်းချက်ကိုရေးရမှာဖြစ်ပါတယ်။ကြမ်းချက်ကတော့ရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး၄အငယ်73ကနေပြီးတော့မှ14ဖြစ်ပါတယ်။ကျမတို့ကြမ်းချက်ရေးပြီးတဲ့နောက်မှာတော့ဒီစာရွက်မှာကျမတို့ပြင်ဆင်ထားတဲ့ပစ္စည်းတွေထဲကရောင်စုံမကာကိုသုံးပြီးတော့မှရေတွင်းပုံကိုဆွဲမှဖြစ်ပါတယ်။ရေတွင်းပုံဆွဲတဲ့အခါမှာမိမိကြိုက်နှစ်သက်တဲ့အရာသုံးပြီးတော့မှဆွဲလို့ရပါတယ်။ကျမကတော့ဆွဲတတ်တယ်လို့ရေတွင်းလေးဆွဲထားတာဖြစ်ပါတယ်။တခြားမိမိနှစ်သက်ရာရေတွင်းပုံစံကိုစိတ်ကြိုက်ဆွဲလို့ရပါတယ်။ရေတွင်းဆွဲပြီးတဲ့အခါမှာလည်းပုံချဲတာပဲဖြစ်ဖြစ်ပတ်တန်လေးတွေဆွဲတာပဲဖြစ်ဖြစ်ပေါ့နော်။မိမိစိတ်ကြိုက်ဒီထွင်စမ်းသစ်လို့ရပါတယ်။ကျမတို့ရေတွင်းပုံဆွဲပြီးတဲ့နောက်မှာတော့စာရွက်ရဲ့ထိတ်ဆုံးနဲ့အောက်ဆုံးကိုဒီစာရွက်ဖောက်တဲ့ကရိယာသုံးပြီးတော့မှအပေါက်လေးဖောက်လိုက်မှာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျမတို့ပြင်ဆင်ထားတဲ့စက္ကူခွက်အသေးလေးမှာလည်းဒီစာရွက်ဖောက်တဲ့ကရိယာသုံးပြီးတော့မှအပေါက်တစ်ပေါက်ဖောက်ထားပါမယ်အပေါက်ဖောက်ပြီးတဲ့နောက်မှာတော့ကျမတို့ဒီပြင်ဆင်ထားတဲ့ပစ္စည်းတွေထဲကဒီကျိုးအရှိလေးကိုယူပြီးတော့မှပထမဦးဆုံးရေခွက်ထဲမှာထည့်ပြီးတော့မှဒီနောက်တဲ့ကျိုးစားကိုလည်းစာအရွက်ရဲ့အပေါ်အောက်ပေါက်ဖောက်ထားတဲ့နေရာမှာကျိုးစားလေးကိုထည့်ပြီးတော့မှနှစ်ခုလုံးပေါင်းချရမှာဖြစ်ပါတယ်ကျိုးချီပြီးတဲ့နောက်မှာတော့ဒီရေခွက်လေးကိုအပေါ်အောက်ဆွဲပြီးတော့မှဒီရေတွင်းထဲကရေခတ်တဲ့ပုံစံလေးကိုလုပ်လို့ရပါပြီဒီနေ့ကျမဒီစာရွက်မှာရေးထားတာကတော့မြန်မာလိုဖြစ်ပါတယ်ဆရာဆရာမများအနေနဲ့မိမိတားငယ်သမီးငယ်များကိုသင်ကြားတဲ့အခါမှာဘာသာစကားအလိုက်ပေါ့နော်အင်္ဂလိပ်လိုတော့၎င်းကချင်လို
ရှမ်းလိုကရင်လိုမိမိအသုံးပြုတဲ့ဘာသာစကားအလိုက်ဒီမှာကြမ်းချက်ကိုရေးနိုင်ရတာဖြစ်ပါတယ်အခုလိုမျိုးဒီလက်မှုပေါ့နော် arts and craft လေးကိုကိုယ်တိုင်လှုပ်ဆောင်ခြင်းအဖြစ်ဒီသူတို့လှုပ်ဆောင်ခဲ့တဲ့အရာကိုပြန်ပြီးတော့မြင်တိုင်းဒီကနေ့ရဲ့သင်ခန်းစာကိုပို့ပြီးတော့မှအမှတ်ရမှာဖြစ်ပါတယ်ဒီနေ့လှုပ်ဆောင်ခဲ့တဲ့ဒီ arts and craft လေးကိုမိမိရဲ့အတန်းထဲမှာရှိတဲ့Sunday School တာငယ်သမီးငယ်များနဲ့တော့၎င်းအိမ်မှာရှိတဲ့မိမိရဲ့တာငယ်သမီးငယ်များနဲ့လုပ်ဖြစ်တယ်ဆိုလို့ရှိရင်ကျမတို့ဒီရဲ့ post အောက်မှာဓာတ်ပုံများနဲ့ချင်းဝေမျှလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် May God bless you all